Father Richard, Father Nasu, Father George, Father Jika, Father Philip, Father Marcial, Father Dominic, to Jesus teaching them. So not only are we is that Jesus or Chimonius came up with Jika, Daji, Rumenes, baby, Dala, Rumenes, Luis, Justina, Nama, Shini, Sadala, Rata, Usawi, Diga, Usawi, Dawe, Urani, Rataka, Kamu, Usawi, or Jesus. Damiaba, Ivana, Only Royal Key. Won't you know something in India? Dignity to Nagashian living, Rapabu, Yaja, Painty, Kamabama, Rata, Pabu, Father Simon, John, Kavinya, Sabia, Wire the Chase will be Last video, sisters will be there. It doesn't swim with Mama, Dana, Timisina, Ticado Savi, Power Munidano, Tatlan, Yama, Kamba Pepe, Ticketley, Negrageno, Chile, Udo Bene, Law, 15,000, sound system, lighting, Viva. Hãy subscribe
ဆက်ပြီးမှတော့ပြည်သူ့ဘာဖြစ်သွားတယ်လို့ပြောတယ်ပြောနေတာကဒီလိုချိန်ဒီမှာဘာသာမှာလဲစုံစုံလေးဒီလိုစုံစုံရဲ့အားလုံးကျိုးတဲ့လို့မရပါဘူးရှိတဲ့လူတွေကိုလက်ခဲပြီးတော့တော်ရအောင်ဖြစ်ပါတယ်အခုလိုဖွဲ့စည်းပြီးရှိပြီးတော့ပြောမယ်ဆိုတော့ဒီစားပြောမယ်ဆိုတော့နာကိုစီနဲ့ပေါင်းပြီးဆိုလောက်ဆောင်နေတာနာကိုစီနဲ့အဲ့တော့ဒီလိုအားလုံးက San Francisco ရဲ့ခြားရင်းနာတော့မှာစီလုံးလုံးဖြစ်တာထားပြီးဆိုရင်ဒီတဲ့ဒါကြီးပေါင်းနိုင်မယ်အခုဒီထားကလည်းဒီလိုခြေနေရှိပြီပဲဒီကနေ့တစ်ချက်မှကျွန်တော် San Francisco ရဲ့ပြည်သူ့မဲ့ပွဲတော်တွေကျင်းပပါတာရန်ကုန်မှာရှိတဲ့ပါတာတွေကိုလည်းအားလုံးပဲတော့တော့လည်းတော့ကြရတယ်ဘာလို့ကြားရလဲ San Francisco ကညီလာပဲဘာညာဆိုတော့ကိုရုံးစရာချင်းမှုစရာတွေဒီဖွဲ့တွေကသူဆောင်ဖွဲ့တွေမိုင်းလို့ပတ်စီအားလုံးရဲ့ဒီစီ
有吗？ ဒီကနေ့ဆက်ပါပြီးတော့မှာခါထားတဲ့ခါမှာရိတ်တရားအားလုံးတရားရှိပြီးရဲ့အတွက်ဖိတ်ခေါ်ပါလို့ရှိရင်အားလုံးကိုကျေးဇူးများပါတယ် Congratulations. Oh, big congratulations. Here we stand today, like we always dreamed, starting out our life together. The light is in your eyes, love is in our hearts. I can't believe you're really mine forever. Been rehearsing for this moment all my life, so don't act surprised if the feeling starts to carry me away. On this day, I promise forever. On this day, I surrender my heart. Here I stand, take my hand, and I will honor every word that I say on this day. Not so long ago, this earth was just a field, a cold and lonely space without you. Now everything's alive, now everything's revealed, and the story of my life is all about you. Oh, if you feel the cold winds blowing through your nights, I will shelter you. I'm forever here to chase your fears away. On this day, I promise forever. On this day, I surrender my heart. Here I stand, take my hand, and I will honor every word I say on this Oh, I've been rehearsing for this moment all my life, so don't act surprised if the feeling starts to carry me away. On this day, I promise forever. On this day, I surrender my heart. Here we stand. ဒီလောက်ပါနဲ့အားစီးရင်ချက်တို့ဖိတ်ခေါ်ပါမယ် Always look
ခင်ပြတော်ကိုယ်တိုင်စင်ရင်ကြတော်သောကောင်းကင်ဘုံ၌မြတ်တာကိုဆိုခြင်းအပြင်မင်္ဂလာစနေမောင်နှံပြပတ်တဲ့ကိုချပါမိတာတော့ဗရမယရဲ့လူရှင်ပိုင်ရှင်တွေဆုတောင်းပေးကြဆိုယုံကြည်ခြင်းဖြင့်ကောင်းကင်ဘုံ၌ဆုတောင်းကြစို့ကိုမြတ်စွာဘုရားဖြင့်ဒီကနေ့မင်္ဂလာပြပတ်တဲ့ကိုကျင်းပနေသောစနေမောင်နှံနှစ်လက်ဆက်ပြေဗရမယရဲ့လူခန္ဓာကိုကျင်းပပေးရရှိတဲ့အတွက်ပထမဦးဆုံးတရားသင်ကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ဤနှစ်40တိုင်အောင်သစ္စာရှိရှိနဲ့တူကိုတူခိုင်ခိုင်မြဲမြဲနဲ့ယက်တည်နိုင်စေဖို့ရန်အတွက်ပြုခဲ့တဲ့အဒီသစ္စာဗရေရင်ကိုဒီနေ့ထိတောင်တည်တံ့ခံရအောင်ကြိုးစားခဲ့တဲ့အတွက်ကိုရောရှင်ကိုကျေးဇူးတင်ပါတယ်စတိမောင်နှံရဲ့ကိုစားဆက်လက်ပြီးတို့ရရှိခဲ့တဲ့ကျေးဇူးတော်များကိုဆက်လက်ပြီးသက်ဆုံးတိုင်းထိန်သိမ်းဆောက်ရှောက်နိုင်တော့ဘုရားကျေးဇူးတော်ပေးနာတော်ပါနောက်ထပ်မင်္ဂလာနှစ်ပတ်လည်ပေါင်းများစွာကိုလည်းကျင်းပနိုင်ပြီးရွှေရတုထိန်90ကျူလီပွဲကိုလည်းကျင်းပနိုင်စေရန်အတွက်လည်းကျေးဇူးတော်ကိုပေးနာတော်ပါဒီကနေ့ဒီခန္ဓာကိုပြုလုပ်တဲ့အချိန်မှာအစာအရည်လည်းအဆုံးထိတိုင်အောင်ဘရောရှင်ရဲ့ကိုကြီးမဆာခြင်းဆောက်ရှောက်ခြင်းအပြင်ကောင်းမွန်စွာကျင်းပပြုလုပ်နိုင်သောသစ္စာကျေးဇူးတော်ကိုသုံးလုံးစာပေးကြတော်မူပါမည်ကြောင်းဘရောရှင်ရဲ့ဘာပြုလုပ်တော့တတိပြတော်ရင်မှာတော်ကိုပြုပြီးတောင်းလျှောက်ကြပါသည်ဖခင်အာမင်ခမီတော်တာတော်သစ္စာတော်ဝိညာဉ်တော်၏နမတော်မြတ်အာမင်ခွင့်ဆုတောင်းပေးပါတော့ Father Richard ကျူးပြီးကျေးဇူးတင်ရှိပါတယ်အစီအစဉ်တော်ပြတာမတ်ဖြစ်သူကိုနော်မေခေါ်စောချအောင်နဲ့ဇနီးမက်ဂျက်စတီနာအစင်မင်းထိုက်တို့မှဗရမယလူရှင်ဖခင်နဲ့မိခင်တို့ကဂုဏ်ပြုပန်းစခေကာဝလောက်ဆံမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မို့လို့မက်ဂျက်စတီနာအစင်မင်းထိုက်ကိုစင်မြင့်ပေါ်လို့ဖိတ်ခေါ်အပ်ပါရှင်ဂုဏ်ပြုလက်ထောက်တဲ့များဖြင့်ရှင်မြတ်ကြပါရှင်ကျေးဇူးတင်ရှိပါတယ်စီစဉ်နံပါတ်4ရာဒီခုချိန်မှာတော့နေ့40ပြည့်ဗရမယ YouTube ချိန်မှမင်္ဂလာကိဖို့လိဖြတ်ခြင်းခမ်းနားဖြစ်ပါတယ်မင်္ဂလာကိဖို့လိဖြတ်ခြင်းမှာမင်္ဂလာကိဖို့ကိုဆုတောင်းတောင်းချီးပေးဖို့ရန်အတွက်ဘုန်းတော်ကြီး Father Sylvester ကိုယူသည်လေးစားစွာဖြင့်စင်မြင့်ပေါ်သို့ဖိတ်ခေါ်အပ်ပါရှင်။ပြီးတော့သက်ရှင်တော်ဘုရား၏အမှားတော်နဲ့အာမင်။တော်ကြသောများပြောတဲ့ဒီစတော်ရဲ့ပေါင်းတဲ့ဆက်ဆံတော်ကိုသိနာပြတဲ့ဒီကနိဗ္ဗာန်ရဲ့ဂျူလီတဲ့တော်ရောရှိဆောင်ရဲ့တရားအင်္ဂါတော်ပါဒီတော့ဘောအားဖြင့်ဒီဂျူလီရှင်ရတဲ့တော့အဲ့ဒါကိုဒီစေရတော့သူတို့တို့ဘုရားရှိခိုးဆောင်တဲ့ဘောဓတာရဲ့စိတ်မှာတော့ချင်းချင်းနဲ့ချင်းဆောင်တဲ့ဘောတို့ဘောတို့ပရောရှိရဲ့စိတ်တရားကိုဘောလို့တင်လာတော့ပါတို့ဆောင်တဲ့ဘောဓတာနိုင်ပရောရှိကိုအားကိုယုံကြည်အားနာတော့ပရောရှိရဲ့စိတ်သားချင်းချင်းနဲ့တော့ဒီရရရှိတဲ့ပရောရှိတဲ့ဘာကိုစာရင်းဆောင်တာပရောရှိဆောင်တော့ဒီကဲကိုပရောရှိကောင်းပြီးပြတာပါဒီကဲကိုအားဖြင့်တို့တို့ဒီပရောရှိကိုဘောချစ်ကြတဲ့တာပြီးပရောရှိအလုပ်ကြအောင်နိုင်ဖို့ကျေးဇူးတော်ပြန်ကြဖို့တို့တို့ဘောလုံးတော်ချပြီးတော့ပါမိကြောင်းပရောရှိဝါရှောတာတို့ရဲ့ကျေးဇူးအားဖြင့်တို့တို့တောင်းလျှောက်နာတော်နဲ့ပါသည် ဘုန်းတော်ကြီး Father Sylvester ကိုကျူးပြီးကျေးဇူးတင်ရှိပါတယ်ရှင်ဒီခုချိန်မှာနေ့လေးစဉ်ပြည့်ဗရမယလူရှင်ဇနီးမောင်နှံတို့မှာလက်ချင်းရှက်တာ
နေ့လေးစီအများကြီးရှိလာမှာလည်းဦးတို့မှာတခုနဲ့တခုအပြန်အလှန်ချစ်ခင်ဆုံသက်သောအစဉ်အကြီးတဲ့ကြီးတာမင်္ဂလာနေ့ကိုအပြန်အလှန်ကြွေးကြမှာဖြစ်ပါရှင် လည်းအများကြီးကြုံရရတယ်
ကျွန်တော်ကဒီမှာမှာလောလောနေချင်တာဒါမှမဟုတ်ကိုနေနေတာဒီကဒီမိုင်းချက်ရှိတော့ရာသီနဲ့တော့တော့ကျွန်တော်ကစုံနေတာတော့ဒီလိုတော့ဒါတော့ကောင်းလို့ဆိုတာကြီးလာတယ်ဒါလည်းတရားကြီးကိုရှင်းတယ်တော့ကျွန်တော်မရှိချင်တာဘာကလဲစတော့ပြီးတရားပြီးကျွန်တော်ချက်ခဲ့တာဒီကျုပ်ပြီးရတဲ့ခဲဒီအားလုံးတော့ဘာကစတော့နေရရေးချင်တယ်ဒီလောကမရှိကျွန်တော်ဒီကအဲ့စတော့စီဝဲကဘာသာစတယ်စတော့လိုက်တယ်စတော့တော့လည်းကစတော့ကြည့်ရတယ်ဘာလဲစတော့ပြီးတော့ဆိုတော့တရားဒီနေ့ရပြပြီးတော့ရှင်းတယ်ပြတာဖြစ်တယ်ဒီစတမားရဲ့အများကြီးကောင်းတဲ့ရှင်ရဲ့အတူတူနဲ့ကျုပ်တို့စာရှိခြင်းနဲ့နာမည်နဲ့လေးစိတ်လိုက်အောင်သွားနိုင်တဲ့မင်္ဂလာစနီးမောင်နဲ့တွေ့တဲ့အကျိုးတွေကိုပြုအပ်ပါတယ်အခုချိန်မှာတော့တစ်ဖက်သောမိဘများရဲ့ကိုစားအကဲအချင်းဒီစီရဲ့အကိုအစီဆုံးဖြစ်တဲ့အကဲအချင်းဒီစီရဲ့အဒီအန်တိုနီတို့ကနေပြီးတော့မှမင်္ဂလာကိုပြုပန်တို့ကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့အခုစီနဲ့အမကြီးကိုစင်မြင့်ချက်တို့တက်ရောက်ပေးပါရဲ့လေးစားစွာဖိတ်ခေါ်ပါရရှင်မင်္ဂလာအောင်ဆွေတက်လို့ရှိနေပြီရဲ့အကယ်လို့အန်တိုနီစတီဗင်နဲ့ဒီအန်တိုနီတို့ကိုကျေးဇူးများကြီးတင်ရှိပါတယ်ရှင်ဒီနေ့မှာဗမာများရဲ့ပိုင်ရှင်အလီစေပြည့်စီမောင်ရဲ့မင်္ဂလာကျေးဇူးတော်ရှင်မပွဲကြီးခန္ဓာအောင်မြင်စွာနဲ့ပြီးဆုံးကြောင်းရှင်များပါလို့ရှင်ဒီနေ့တို့မင်္ဂလာပါပြီးဆုံးတဲ့မင်္ဂလာကြီးရဲ့ဒီမှာအလီစေပြည့်တရားရှင်စီမောင်နဲ့တို့မှာပြန်လည်တည်တည်မြေရှက်စွာဖြင့်တောင်းဆောင်နိုင်ဖြစ်ကြောင်းကြေညာအပ်ပါရှင်ဆိုမယုတ်တာခဲ့တဲ့စိတ်စာတွေ့ကြတဲ့ကချင်မိခဲ့တာပါမင်းသိမလားတော့မသိငါအမြဲတမ်းရိတ်တကြီးမင်းရမှာအမြဲတမ်းရှိချင်တာဘယ်ချိန်ဒီတော့ရှိနိုင်လဲငါတို့တိကျမသိနိုင်လဲတူတူရှိတဲ့ကြိုက်တယ်လေးတိုင်းလာစေမယ်မရေရိတ်တူတဲ့ဒီပါကွယ်နေနေငါတွေ့ကလေးပါပဲဘာလို့လဲတော့ချင်မိတော့လေလေးလေးချမ်းသာချက်ကိုယုံကြည်ရှိလာတယ်လေးလေးချမ်းသာပြုံးရတဲ့ချိုး
sunset boy man I'm a message and I'm not dying to Jesus today man I jam na chiku yong ji shi la de man I jam na pyong ri pian chu de di ba ji pian lo be no ba ri shi de le chit tu ye a ka ta pi chin ni be
Faded wedding photograph, you and me in our first dance. Our eyes are closed, we're lost in one sweet embrace. Since those days the world has changed, but our love remains the same. God knows we've had our share of saving grace, and I'm proud of all the blessings you have given me. The mountains we have climbed to get this far. We've learned to take the laughter with the tears after all these years. That we walked through, against the odds we never lost our faith. In a house we've made our own, where our children all have grown. Precious moments time cannot erase. Make a living of the down the gypsy highways. Seasons that we've had to share apart. Somehow in my heart I always keep you near. After all these years, after all these years, you stood by me the days and nights that I was gone. After all these years, you sacrificed, believed in me, and you stood strong. 'Cause with our love, there's nothing left to fear. After all these years. After all these years, you stood by me the days and nights that I was gone. After all these years, you sacrificed, believed in me, and you stood strong. 'Cause with our love, there's nothing left to fear. After all these years.
wrapped in fancy paper. It's not the ring I wear around my finger. There's nothing in all the world I need when I have you here beside me. Here beside me, so you could give me wings to fly and catch me if I fall, or pull the stars down from the sky so I could wish on them all. But I couldn't ask for more, 'cause your love is the greatest gift of all. In your arms I found a strength inside me, and in your eyes there's a light to guide